တာတော့ကျွန်တော်တို့အိမ်လေးပါဒါကျွန်တော်တို့အိမ်သားပေါ့နော်ကျွန်တော်တို့အိမ်အစ်စ်မဆောက်ခင်တော့အိမ်သားအဟောင်းလေးပါဒါအဖေနဲ့အမေရဲ့ဝက်ချန်ဒါကဟိုဘယ်လိုပြောမလဲဝက်စာချက်ပြုတ်တဲ့အိမ်လေးပေါ့နော်ဝက်စာချက်တဲ့အိမ်လေးပေါ့ဒါကတော့ကျွန်တော်ရဲ့အိမ်လေးပါဒါကျွန်တော်ရဲ့ဟိုအဖေနဲ့အမေအိမ်မဆောက်ခင်တော့ပါနော်ကျွန်တော်နေခဲ့တဲ့အိမ်ပေါ့နော်ဒါကျွန်တော်နေခဲ့တဲ့အိမ်ဖြစ်ပါတယ်အမှတ်တရလေးပါကောတဲ့ရန်ရင်နာဖို့ကောင်းလိုက်တာပြန်တွေးတာနဲ့ဒီချုံဒါကျွန်တော်အိမ်မှာပြန်နေတော့ပြီးတော့ဒီမှာရေစင်လေးပါတတိယဆရာကောင်းတယ်ဟောကျွန်တော်အိမ်ပြန်ရောက်ပါပြီဒါကျွန်တော်ရဲ့အိမ်လေးအိမ်လေးပါလို့ခွဲတော့ကွာဆုပ်ပြတ်တယ်တော့အိမ်ပြန်ရောက်ပါပြီဗျာကျွန်တော်အိမ်လေးပါဒီဟာကဒီတိုက်ကကျတော့ကျွန်တော်ရဲ့ညီလေးပါနော်ကျွန်တော်ညီလေးရဲ့တိုက်ပါအဖေနဲ့အမေရဲ့တိုက်ကဟိုးမှာအရှိမဒါကကျွန်တော်ရဲ့အိမ်ပေါ့ကျွန်တော်နေခဲ့တဲ့အိမ်လေးပေါ့နော်အိမ်ရှင်နိုတတိယဆရာလေးတွေကွာပန်းပင်လေးတွေအဲ့လိုစိုက်ထားတာပန်းပင်လေးတွေပွတ်တော့မှာနေရာဒီဆုံးပွတ်တော့ပန်းပင်လေးတွေဒါငှက်ပြောပြန်ဒါကျွန်တော်ညီလေးရဲ့တိုက်ပါနော်ဒါကျွန်တော်ညီလေးရဲ့တိုက်ပါဒါကအဖေနဲ့အမေရဲ့တိုက်ပါနော်ကျွန်တော်ကတော့အိမ်ပိုင်မရှိပါဘူးကျွန်တော်အိမ်ပိုင်မဟုတ်ဘူးเนาะကျွန်တော်အိမ်ကတော့ဒါပေါ့တတိယလိုက်တာဒီမှာကျွန်တော်တို့အနာယူပြီးထိုင်တဲ့နေရာပေါ့เนาะဆိုတော့ဒီမှာဒါရင်တော့ရုံထားထားတယ်ရုံကနေရုံဆင်းလို့ရှိရင်ဒီမှာအနာယူကြပြီးဒီမှာထိုင်ကြတယ်ပေါ့เนาะကဲအိမ်လေးတတာဒါနောက်ဆုံးလာတာလည်းဖြစ်နိုင်တော့ဗောနော်ဒါနောက်ဆုံးလာတာလည်းဖြစ်နိုင်တယ်ဒီနေရာလေးကိုလေအရန်တတိရတယ်အရန်လွမ်းနေတာဗောဒီကျွန်တော်ဒါကျွန်တော်တို့အိမ်ကြီးပါဗျာကျွန်တော်တို့အိမ်ကြီးပါ yes အဆုံးတော့ပြန်လေရောက်ရှိနိုင်ခဲ့ပြီဗောအရန်တတိရတယ်bye bye ကျွန်တော်သွားတော့မယ် bye bye အင်္ဂလိပ် bye bye အင်္ဂလိပ် bye bye အဖေအမေနဲ့မိသားစုစုံညီနေခဲ့တဲ့နေရာလေးပေါ့နော်ရန်တတိရတယ်လို့နောက်ဆုံးပြန်ရောက်ချင်မှလည်းပြန်ရောက်တော့မှဆိုတော့လေရန်တတိရတယ်လို့မိသားစုစုံညီနဲ့နေခဲ့တဲ့နေရာလေးပေါ့နော်Bye bye.